ဇလန်းစာမှာတော့အထူးရာဇဝတ်မှုတိုက်ဖြတ်ရေးရုံးထဲမှာမိချောင်းကိုင်းခေါင်းဆောင်ကသူ့ရဲ့ရှော်တီလေးတယောက်တည်းထွေးမိတာကိုတရားမျှတမှုမရှိဖမ်းတယ်ဆိုပြီးရဲအရာရှိတယောက်ကိုစုပ်ပြတ်တက်နေအောင်တီးထုတ်နေပါတယ်။စိတ်ကျဉ်အောင်တီးထုတ်ပြီးသွားတဲ့အခါမှာတော့အဖွဲလိုက်ပြန်ထွက်လာကြပါတယ်။ရှော်တီလေးကလည်းစေမရင်သာလမ်းလျှောက်ပြီးအတူတူလိုက်လာပါတယ်။အပြင်ကိုရောက်တဲ့အခါမှာတော့လမ်းတစ်ခုလုံးရှင်းလင်းနေပြီးတိတ်ဆိတ်နေတဲ့အတွက်မိချောင်းကိုင်းခေါင်းဆောင်လည်းမတင်ငါဖြစ်ကရဲစခန်းထဲဝင်ပြေးဖို့လုပ်ပါတယ်။အချိန်မမီတော့ပါဘူးရဲစခန်းပါဝင်တလန်းလုံးကအိမ်တွေပါတကားတွေပိတ်လိုက်ကြပါတော့တယ်ပစိန်ကိုင်းကလူတွေအုပ်လိုက်ကြီးရောက်လာကြတာပါစစ်ကူခေါ်ဖို့မိဘဖောက်လိုက်ပေမဲ့အကုန်ရှင်းပြီးသွားပြီဖြစ်ကြောင်းပစိန်ကိုင်းခေါင်းဆောင်ပြောလိုက်ပါတယ်မိချောင်းကိုင်းခေါင်းဆောင်လည်းစိတ်ထူသွားပြီးမင်းကိုတက်မယ်ဆိုပြီးអော်လိုက်ပေမဲ့တနက်နဲ့ဝိုင်းပြလို့ထွက်ပြေးပါတော့တယ်ပစိန်ကိုင်းရဲ့ဒူခေါင်းဆောင်ကပစိန်နဲ့ခက်မိုက်မိုက်လေးတကွက်ပြကပြစ်ချလိုက်တဲ့အတွက်ခြေထောက်တစ်ချောင်းပြုတ်ချကျန်ခဲ့ပြီးပတ်စံပြေးကောက်ကတအားအားអော်ပါတော့တယ်ပစိန်ကိုင်းခေါင်းဆောင်ဆရာကြီးချန်လဲပစိန်တလက်တောင်းကတစ်တော့အကလေးကပြီးဟိုဘဲလဲနေတဲ့နေရာကိုရောက်လာပါတော့တယ်မိချောင်းကိုင်းခေါင်းဆောင်လဲမင်းကိုထမင်းဖိတ်ကျွေးဘူးတယ်လေဘာညာလုပ်ပင်မဲ့လဲဆရာကြီးချန်ကပစိန်ကိုလွှဲကအသားခုတ်တယ်လို့ခုတ်ပါတော့တယ်ရှော်တီလေးကလည်းမျက်ရည်လေးကြကသူ့ကိုချမ်းသာပေးပါဘာညာလုပ်ပါတော့တယ်ဆရာကြီးချန်လဲသူကမိန်းကလေးတွေကိုမတတ်တဲ့အကြောင်းပြောကဒုံဝေါ်ရီဘာညာလုပ်ကသွားခိုင်းပါတော့တယ်ရှော်တီလေးလည်းရှက်ရှက်လုပ်ပြီးသွားတော့မှရိုင်ဖယ်ကိုင်းကပြစ်ချလိုက်တာတောင်မှန်မပါပဲလေးပေါ်ဝဲကရှော့သွားပါတော့တယ်ဆရာကြီးချမ်းလည်းတစ်ဖက်တစ်တော့ပြန်ကထွက်သွားပါတော့တယ်။တစ်ဖွဲ့တက်လိုက်တယောက်တည်းတစ်တော့ကလိုက်အဖွဲလိုက်ကလိုက်ပစိန်ခိုင်းတို့ကတော့ရှယ်လန်းနေကြပါတယ်။လူဖွဲ့စည်းတွေမတည်ငြိမ်တဲ့အချိန်ဆိုတော့ဆရာသမားတို့ကရှယ်ကိုပြောနေကြတာပေါ့။တစ်ဖက်မှာတော့ဝက်ရတော်ဆိုတဲ့လူစင်းရဲ့ရက်ကွက်မှာတော့ရှယ်ကိုအေးချမ်းနေပါတယ်။သူတို့ကတော့တိုက်ခန်းတွဲကြီးနဲ့ရွာလေးတစ်ခုလိုအကုန်စုနေကြတာပါ။ကူလီထမ်းတဲ့သူကလည်းထမ်းမုတ်ဆိုင်ဖွင့်တဲ့သူကလည်းဖွင့်လေယာဆိုင်တဲ့သူကလည်းဆိုင်အထက်ရောင်းတဲ့သူကလည်းရောင်းနေအေးချမ်းနေကြပါတယ်။တိုက်ခန်းပိုက်ရှင်အဖိုးကြီးကလည်းမိမကဆံပြုတ်ဝယ်ခိုင်းတာကိုအားကွေးဆိုတဲ့ဘဲရဲ့ဆိုင်မှာရှက်ကီလာခိုးကစ်ကမော်နင်းပတ်လုပ်နေပါတယ်။အိမ်ရှင်ဆိုတော့လေဘာမှမယူပဲအလကားတက်ရတာပေါ့။ဒါကငနဲသားကမုတ်တွေပါဆယ်ထုတ်သွားလိုက်ပါသေးတယ်။လမ်းမှာတွေ့တဲ့ရှော်တီလေးကိုလည်းကြောင်လိုက်ပါသေးတယ်။အဲ့လိုနဲ့အထယ်ဆိုင်ထဲဝင်လာပြန်ပါတယ်။မူးနေပေမဲ့အားကျန်ဆိုတဲ့စော်အလန်းလေးကိုတကွက်ပြပြီးအာဘွားပါယူလိုက်ပါသေးတယ်။အားကျန်လည်းထွက်ပြေးပါတော့တယ်။ရွာထဲကငနဲတပွေကတော့ဂျပန်ရေချိုးသလိုရေချိုးခေါင်းလျှော်လုံးနေတော့ရေပြတ်သွားလို့အင်ရှင်ဘွားတော်ကိုလှမ်းအောင်နေပါတယ်။ဘွားတော်လည်းအောက်ဆင်းလာပြီးအိမ်လာခကြမပေးချင်ဘူးရေလဲ3ရက်ပဲပေးမယ်ဘာညာအကုန်ပတ်ပြီးပူညံလုပ်ပါတော့တယ်။ရေချိုးနေတဲ့ငနဲကိုလည်းတစ်ချက်တီးပေးလိုက်တာဖုံးကနေလွင့်သွားပါတော့တယ်။ဘွားတော်လည်းသူ့ခန်းပြန်တက်လာပြီးတော့လင်းတော်မောင်ကိုစံပြုတ်ဝယ်တာအဲ့လောက်ကြာလာဘာညာနဲ့ပါကနှခမ်းကြီးပါထက်မြင်ကရှယ်ရိုက်နှက်ပြီးမှအောက်ကိုပြစ်ချလိုက်ပါတယ်။အားမရသေးလို့ပန်းအိုးတစ်လုံးမှခေါင်းပေါ်ထပ်ဆိုင်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာချောင်းနဲ့ဖက်တီးတို့ရောက်လာကကလေးတွေဘောလုံးကိုဖောက်ပြီးလူမိုက်အထာနဲ့ရွာထဲဝင်ပြီးစပင်ညက်ဆိုင်မှာစပင်ညက်ပါတော့တယ်။ညက်ပြီးသွားတဲ့ခါမှာတော့လှအောင်ညက်လို့ဆိုကပြဿနာရှာပါတော့တယ်။ဖက်တီးလည်းအင်ကြီးချုပ်ကရမက်မှာဆွဲထားတဲ့ပစိန်နှစ်လက်ကိုပြပြီးဆရာချောင်းကသူတို့ကပစိန်ခိုင်းကခေါင်းဆောင်ဘာညာနဲ့ဖျဲပါတော့တယ်။ဆရာချောင်းကတော့ပတ်စံမပေးတဲ့အပြင်ထပ်ပါတောင်းလိုက်ပါသေးတယ်။ဖက်တီးကလည်းရမက်ကိုလှုပ်ကနဲ့ရှယ်ပြနေပါတော့တယ်။ဆရာချောင်းလည်းစပင်ညက်ဆရာကိုရှက်ကီဘိုးလေးတော့ပေးလိုက်ဘာညာနဲ့ညှိနေတော့ဆရာဖက်တီးတို့ကတော့ငုတ်တို့အိတ်နေပါပြီ။ရွာသူရွာသားတွေလည်းအကုန်ရောက်ချလာကြပြီးဆရာချောင်းကတော့ရှယ်ဖျဲကတရားမှမကြောက်ရင်ရှစ်တလန်းတိုးခဲ့နဲ့လုပ်ပါတယ်။အကုန်လုံးသူ့ရှိတီရောက်လာကြပါပြီ။ဆရာချောင်းလည်းဟန်ကိုဖို့လောက်ကတိုင်းလောကစီကံအတိုင်းတယောက်ချင်းစီတီးမယ်ဆိုပြီးတတိရှိစွာနဲ့ကြက်သွန်စည်းကင်ထားတဲ့အဖွားကြီးကိုစဆင်ခေါ်လိုက်ပါတယ်။တစ်ချက်ရင်ပေးထိုးမယ်ဆိုကထိုးခိုင်းပါတယ်။တစ်ချက်ထဲနဲ့ပါဇက်ကသွေးတွေပါထွက်ပြီးရှယ်ခံလိုက်ရပါတယ်။ဆရာချောင်းလည်းအလုတ်မေးပြီးလဲထုံတဲ့သူကရမဖြစ်နဲ့ဆိုကသွားခိုင်းပါတယ်။ဂျားတဲ့ကချောင်းကြည့်နေတဲ့ဂျပူလေးကိုထွက်လာခိုင်းပြန်ပါတယ်။ထားလိုက်တော့အရက်ကသူ့ထက်2ဆလောက်ဖြစ်နေလို့ပုံမှန်မဟုတ်တဲ့သူတွေကြည့်မရဘူးဆိုကပြန်ထိုင်ခိုင်းလိုက်ပါတယ်။အဖိုးကြီးထင်ပြီးခေါ်လိုက်ပေမဲ့ဘဲကလည်းမာဆယ်တွေရှယ်ကိတ်နေလို့တယောက်ပြောင်းကကလေးတယောက်ကိုခေါ်ပြန်ပါတယ်။ကလေးကလည်းသူ့ထက်ထွားနေလို့တိုက်ပွဲဖြစ်သိမ်းတဲ့ဘာညာလုပ်ပါတော့တယ်။စပင်ညက်ဆရာငနေကတော့အင်ရှင်ဘွားတော်ကိုသွားတိုင်ကခေါ်လာလို့ဘွားတော်လည်းရောက်လာပါတယ်။ဆရာချောင်းကဖက်တီးမကြီးလို့သူ့ကိုခေါ်လို့ဖက်နဲ့ရှယ်တီးပါတော့တယ်။ဆရာချောင်းကလည်းစစ်ကူခေါ်မယ်ဆိုကပြာဝိုးတစ်ခုကိုနေရန်ကျော်ပစ်လိုက်တာပစိန်ခိုင်းဒူခေါင်းဆောင်လာတာနဲ့တိုးပြီးအုတ်ထုံမီးလောင်သွားပါတော့တယ်။ဆရာချောင်းလည်းအပြေးသွားပြီးဘွားတော်လှုပ်တာဆိုပြီးချွတ်မာတော့တယ်။ဘွားတော်လည်းရှယ်အမြန်နှုံးနဲ့ပြေးပြီးအိပ်ရတဲ့ရောက်ကစောင်းကောင်းမိချုံမိနေပါတော့တယ်။အောက်မှာတော့ပစိန်ခိုင်းဒူခေါင်းဆောင်ကိုဘသူတီးလိုက်မှမသိပဲလွင့်စင်သွားပါတော့တယ်။ဒေါသထွက်သွားပြီးအချက်ပြမီးလှုပ်ကစစ်ကူခေါ်ပါတော့တယ်။ဆရာကြီးချန်ရောအကုန်ရောက်လာကြပြီးရှယ်တောင်းချမ်းပါတော့တယ်။သားမီးနှစ်ယောက်ကိုဆွဲခေါ်ကမီးရှို့ဖို့ဓာတ်စီလောင်းပါတယ်။ဘသူလှုပ်တာလဲမပြောရင်မီးရှို့မယ်ဆိုက1-2-3ရေးပါတော့တယ်။ကူလီသမားလည်းသူလှုပ်တာဆိုပြီးထွက်ချလာကမီးချစ်ကိုပြေးဖမ်းလိုက်ပါတယ်။ပစိန်ခိုင်းသားတွေလည်းဝိုင်းချကြပါတယ်။
ကူလီသမားကတော့လှလှပပခြေကန်ချက်တွေနဲ့ရှယ်ကန်ပြီးပြန်ချနေပါတယ်အထက်ဆိုင်ကဘဲကလည်းလက်ကိုတန်ငွေးနေစွတ်ကရှယ်ဝင်တီးပါတော့တယ်မုတ်ဆိုင်ကဘဲလည်းဒုတ်တွေနဲ့ဝင်ချလာပြီးတနတ်သမားတွေကိုပါတီးတုပ်ပေးနေပါတယ်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီးတော့ပစိန်ခိုင်းသားတွေအလဲလဲအကွက်ကွက်နဲ့ထွက်ပြေးရပါတော့တယ်ဆရာချောင်းနဲ့ဖတ်တီးကိုတော့ပစိန်ခိုင်းကဖမ်းလာကြပြီးလက်ထိတ်ခတ်ကတွဲလောင်းချိတ်ထားကြပါတယ်ဆရာကြီးချမ်းလဲမင်းတို့အယောင်ဆောင်လို့ဖြစ်ဘာညာနဲ့ရှယ်ဖြဲပြီးတတ်ဖို့လုပ်ပါတယ်ခိုင်းသားတယောက်ကပစိန်နဲ့ပြစ်တက်ပေမဲ့ဆရာချောင်းကတန်ချောင်းလေးနဲ့တော့ဖွင့်ပြီးခုန်ချလိုက်တာကြောင့်လွတ်သွားပြီးတော့ခိုင်းနဲ့ဝင်ခွင့်ပြုဖို့တောင်းဆိုပါတယ်ဖတ်တီးကို3စက္ကန့်အတွင်းလှုပ်အောင်လုံးဆိုကထပ်ပြီးပစိန်နဲ့ပြစ်ပြန်ပါတယ်ဆရာချောင်းကစကေးတွေရှယ်ပြကကဲလိုက်ပြီးတော့သူတို့နှစ်ယောက်ကိုခိုင်းနဲ့ဝင်ခွင့်ပြုဖို့တောင်းဆိုပြန်ပါတယ်ဆရာကြီးချမ်းလဲလူတက်ဖူးလာမေးပြီးတယောက်သွားတက်ဖို့ခိုင်းပါတော့တယ်ဆရာချောင်းတို့နှစ်ယောက်လဲတက်ဖို့ထွက်လာပြီးလမ်းမှာတရောင်းစားတွေနေတဲ့နေရာမှာခဏနာရင်ဆရာချောင်းကအောင်မြင်ရေးတရားဟောရင်လူတယောက်လွှင့်ပစ်လိုက်တဲ့စလိတ်တို့ကိုမန်ပါပါယူတောက်လိုက်ပါတယ်ပြီးတော့စကားမပြောနိုင်တဲ့ရေခဲမုတ်တဲ့ကောင်မလေးစီကနေရေခဲမုတ်လူစားပြန်ပါတယ်တစ်ဖက်မှာတော့အင်ရှင်ဘွားတော်ကပစိန်ကိုင်းကိုရှင်းချလိုက်တဲ့ဘဲသုံးဝစ်ကိုနှင်ထုတ်နေပါတယ်ရွာသူရွာသားတွေလည်းမတရားဘူးလက်မခံဘူးပူညံလုံနေလို့တိုင်းအေယာကလော့စပီကာအတန်လိုရှယ်အော်ပေးလိုက်မှညင်ကျသွားပါတော့တယ်ဆရာချောင်းတို့လည်းအဲ့ဒါကိုရောက်လာပြီးတော့ဘွားတော်ကိုတတ်မယ်ဆိုကဓားနဲ့အဝေးကနေလှမ်းပေါက်ပါတယ်ကံကောင်းစွာနဲ့ပဲဓားကတန်းကိုမှန်ပြီးကို့ပခုံးကိုပြန်မှန်ပါတယ်ဆရာချောင်းလည်းအတန်တိတ်អော်ပြီးတော့ကိုဖက်တီးကိုထပ်ပစ်ခိုင်းပါတယ်ကိုဖက်တီးလည်းအားရပါရချိန်ပြီးပစ်လိုက်တာဆရာချောင်းပခုံးကိုထပ်မှန်ပြန်ပါတယ်ရှင်နေနဲ့တိုးပစ်ဆိုကထပ်ပစ်ခိုင်းလိုက်ပြန်ပါတယ်ဒီတစ်ခါမှာတော့ဘွားတော်မျက်နှာတဲ့တဲ့ကိုမှန်ပါတယ်ဓားတော့မပါပါဘူးဓားကတော့ဆရာချောင်းရဲ့လက်မောင်းမှာကျန်နေခဲ့တာပါဘွားတော်လည်းဘသူပစ်တာလဲလိုက်ရှာရင်ဆရာချောင်းတို့ဖက်တီးတို့ကိုတွေ့သွားပါတယ်ကိုဖက်တီလည်းဆွဲမိဆွဲရကောက်ကန်ပြီးခုခံဖို့လုပ်ပေမဲ့ဆွဲလိုက်တဲ့ချင်းကမွေးတွေပါနေပြီးဆရာချောင်းပေါ်ပြုတ်ကျကုန်ပါတယ်ကိုဖက်တီကတော့လေချိုရင်မကိုက်ပါညာလုပ်ပေမဲ့ဆရာချောင်းကမင်းကိုမယုံတော့ဘူးဆိုပြီးတော့လေကောက်ချုံလိုက်လို့မွေးနှကောင်ကနှုတ်ခမ်းကိုပြင်းနှန်းတာခံလိုက်ရပါတယ်အဲ့ဒီချိန်မှာဘွားတော်ရောက်လာလို့လူခွဲကပြေးပါတော့တယ်ဘွားတော်လည်းဆရာချောင်းနောက်ကိုလိုက်လာပါတယ်ဆရာချောင်းကလည်းစပီတင်ကကားတွေထပ်မြန်ပြီးမီးခိုးထွက်အောင်ရှယ်ပြေးပါတယ်ဘွားတော်ကလည်းနောက်ကနေစပီတင်ကရှယ်လိုက်ပါတယ်တော်တော်ဝေးဝေးရောက်နေပြီးမှမိတော့မလို့ဖြစ်ပြီးတော့ကားတစ်စီးလာနေလို့အသေးအတန်ခုံရှောင်လိုက်ရပါတယ်အရှောင်ကောင်းပြီးတော့တခါတည်းကြောညာဘုတ်ကိုပြေးဖက်မိကမျက်မှန်တွေပါကြွကြကုန်ပါတော့တယ်ဆရာချောင်းလည်းပြန်လာပြီးမီးပွင့်ပုံနဲ့ဝင်ကလက်သီးထိုးရင်နှကန်းအလှလေးနဲ့ဓားတရံကိုပြန်ကူးနေပါတယ်အဲ့ဒီနောက်မှာတော့ကိုဖက်တီးစီကိုရောက်လာပါတယ်ကိုဖက်တီးလည်းပြန်ကောင်းတာမြင်နေဘာညာလုံးနေပြီးဘယ်စေးုံမှာပြတာလဲမေးပါတယ်မမှန်းမိတော့ဘူးဆိုတဲ့အတွက်ရီစားဟောင်းလိုပဲမမှန်းမိတာပဲကောင်းမယ်မှန်းမိရင်နာကျင်ပြီးနင်ကြလေးဖြစ်ရမယ်လို့ပါတော့တယ်အဲ့ဒီလိုနဲ့အတွေးတွေဖက်လဲရင်စော်လေးတစ်ပွေဖြတ်လျှောက်သွားလို့နှကောင်သားမမွန်သီးလေးကိုလိုက်ငေးကြပါတယ်မျက်မမြင်ဘဲနှစ်ပွေရှေ့ကကွယ်သွားလို့စိတ်ပြက်လက်ပြက်အော်ချလိုက်ပါသေးတယ်ဝဲရတော့ရွာမှာလဲကွန်ဖူးဘဲသုံးပွေကိုနေရမလားထွက်သွားရမလားကံကြမ္မာဖတ်တာလုပ်နေပါတယ်ကံမကောင်းစွာနဲ့ပဲထွက်သွားရမယ့်ကံကြမ္မာကျသွားလို့ထွက်သွားရပါတော့မယ်ပစိန်ခိုင်းမှာတော့ဝဲရတော့ရွာကတန်ချောင်းတော်က12မျိုးကန်ချက်ဟောင်ကောင်ချောင်းတော်ကတန်လက်သီးနဲ့စက်တကန်ဒုတ်ရှည်တို့ကိုတတ်ဖို့အတွက်နံပါတ်1မျက်မမြင်ကျေးစားသမားတွေကိုငှားထားကြပါတယ်မျက်မမြင်2ယောက်ကတော့သူတို့ကနံပါတ်1မဟုတ်ပဲတားရဲကြီးဆိုတဲ့ဘဲကနံပါတ်1ဖြစ်ကြောင်းပြောပါတယ်တားရဲကြီးကတော့တိုင်းကျင့်လွန်ပြီးရွာသားကြီးကိုရောက်နေတာပါဝဲရတော့ကတိုင်းသမား3ယောက်လဲမထွက်သွားခင်တိုင်းပြိုင်လိုက်ကြပြီးတယောက်နဲ့တယောက်ချီးကျူးနေကြပါတယ်အင်းရှင်လင်မယားကတော့2ယောက်သားအခန်းထဲမှာဇုံတွဲအကလေးကရင်တာယာနေပြီးထပြီးတိုင်းထချကြပါတယ်တကယ်တိုင်းချတာပါနော်အေးချမ်းနေတဲ့ရွာလေးကိုကန်ဆိုးမုံမောင်ကြမယ်ဆိုတာဘယ်သူမှမသိကြပါဘူးကူလီသမားလည်းအဝတ်ထုတ်လွယ်ပြီးထွက်သွားတဲ့အချိန်မှာပဲအပြင်မရောက်ခင်မမြင်ဂီတသမားရဲ့လက်ချက်နဲ့ဘာမှမသိလိုက်ရပဲခေါင်းကအဝေးကိုပြုတ်ကျသွားပါတော့တယ်တစ်ဖက်မှာလည်းအထယ်ဆိုင်ကဘဲစီကိုမမြင်တယောက်ရောက်လာပြီးတန်လန်တီးအစွမ်းနေရှယ်ပြပြီးဖိုက်နေပါတယ်ကူလီသမားကိုတတ်ပြီးနောက်တစ်ယောက်ကရောက်လာပြီးတော့ဂီတတန်စင်တိုင်းကွက်နဲ့တရဆက်တိုက်ခိုက်ပါတော့တယ်တန်ကွင်းနေပြုတ်ထွက်သွားတဲ့အပြင်ဒဏ်ရာလည်းအပြင်းထန်ရသွားပါတယ်စက်တကန်ဒုတ်ရှည်ရောက်လာလို့အသက်မသေးပဲကံကောင်းသွားခဲ့ပါတယ်အင်ရှင်ဘွားတော်လည်းလူအိတ်ချိန်စုတယ်ဆိုပြီးထဟော်ပါတယ်ဆရာကြီးချန်ကတော့ကားထဲကနေပွဲကြီးပြိတ္တလုံနေပါတယ်စက်တကန်ဒုတ်ရှည်နဲ့မျက်မမြင်2ယောက်ထက်ချကြပြန်ပါတယ်လှန်တွေသုံးပြီးရှယ်ချနေကြပေမဲ့ဂီတတန်စင်တိုင်းကိုတော့မကြော်နိုင်တဲ့တင်မလို့ထိပါခံလိုက်ရပြန်ပါတယ်ဘွားတော်ထပ်ပြီးထွက်អော်ပြန်ပါတယ်သူ့ယောက်ျားပြန်ဆွဲခေါ်သွားလို့တဖန်ပြန်ဝင်သွားပြန်ပါတယ်မျက်မမြင်2ယောက်လည်းတန်လက်တီးနဲ့စက်တကန်ဒုတ်ရှည်ကိုကိစ္စတုံးမှုနောက်ဆုံးတိုက်ခွက်ထုတ်သုံးလိုက်တဲ့အချိန်မှာဘွားတော်ရဲ့တိုင်းအေယာကလော့စပီကာအလားချင်းတဲ့ဟိန်းတန်တိုင်းနဲ့អော်လိုက်လို့မျက်မမြင်2ယောက်ရဲ့တိုင်းခွက်လည်းပြတ်သွားသလိုတူရီယာကျိုးတွေလည်းပြတ်သွားပြီးဟိုဘဲနှစ်ပွေလည်းလွတ်သွားပါတော့တယ်မျက်မမြင်2ယောက်လည်းအပေါ်တက်ပြီးထက်ချဖို့လှုပ်တဲ့အချိန်မှာပဲအင်ရှင်အဖိုးကြီးက2ကောင်လုံးကိုဆွဲချလာပါတယ်
အဖိုးကြီးလည်းအားလွဲအားပြောင်းတိုင်းနဲ့သူတို့ချင်းပြန်ချမိအောင်လုပ်ပါတော့တယ်။သူတို့ချင်းပြန်ချမိအောင်လုပ်ပြီးတော့နှစ်ကောင်လုံးကိုဝိုင်းကြီးပက်ပက်ဒူဝေလောက်ခါလွှင့်ပစ်လိုက်ပါတော့တယ်။မျက်မြင်နှစ်ယောက်လည်းသူတို့တူတီးရကျိုးကိုပြန်တက်ခါဆာမူတိုင်းတိုင်းနဲ့နောက်ဆုံးတိုက်ခွက်ထုတ်ပါတယ်။ဘွားတော်ရောက်လာပြီးချင်းသေးဟိန်းတန်တိုင်းဆွမ်းပြလိုက်တဲ့အခါမှာတော့နှစ်ကောင်လုံးဗိတိပါကျွတ်ပြီးအတွင်းတန်ရအပြင်းထန်ရကထွက်ပြေးပါတော့တယ်။ပွဲကြီးပြိသက်ဆရာကြီးချက်လည်းထွက်ပြေးဖို့လုံနေတော့မှအင်ရှင်လင်မယားနှစ်ယောက်ကကားပေါ်ကိုဖြတ်ကနေရောက်လာလို့ညင်နေလိုက်ရပါတယ်။ဒီတခါတော့လွှတ်ပေးလိုက်မယ်နောက်တစ်ခါဆိုအမုံချစ်ပြစ်မယ်ဆိုပြီးအမူအရာပြပြီးသတိပေးကလွှတ်ပေးလိုက်ပါတယ်လူမိုက်ကြီးလည်းကြောက်လန့်ပြီးအတုံတုံအရီရီနဲ့ဆေးလေးတောက်ဖို့လုပ်ရင်ခေါင်းတွေပါမီးလောင်ကုန်มาတော့တယ်တန်လက်တီးနဲ့ကူလီသမားကတော့ရှော့သွားရှာပါပြီဇာပနာကိုကောင်းကောင်းမွန်မွန်လုပ်ပေးလိုက်ကြပြီးအင်ရှင်လင်မယားလည်းသူတို့မတိုက်ခိုက်ချင်လို့တစ္ဆာဆိုထားမဲ့အကြောင်းပြောရင်မကူညီပေးနိုင်ခဲ့တာစိတ်မကောင်းဖြစ်ရကြောင်းပြောပြီးမိသချိုပေးလိုက်ကြပါတော့တယ်တစ်ဖက်မှာတော့ဆရာချောင်းနဲ့ကိုဖက်တီကကားပေါ်မှာပြဿနာသွားရှာလို့ရှယ်တီးတာခံလိုက်ရပြီးကားပေါ်ကပါထွက်ပြေးလာရပါတယ်။ကိုဖက်တီကိုစူပူကျိမ်းမောင်းနေရင်းနဲ့သူ့နိုင်ကြည့်နေကြရေခဲမှုတ်တဲ့ကောင်မလေးကိုမြင်ပြီးပတ်စံလူးပြန်ပါတယ်။သူမသိတာကအဲ့ကောင်မလေးဟာငငယ်ကသူကူညီပေးခဲ့ဘူးတဲ့သူဖြစ်နေတယ်ဆိုတာပါပဲ။ကောင်မလေးစီကပတ်စံတွေလူးလာပြီးကိုဖက်တီကိုပေးကကိုဖက်တီကိုပါနှင်ထုတ်လိုက်ပါတော့တယ်။ဆရာချောင်းလည်းစိတ်ညစ်ညစ်နဲ့ထိုင်နေတော့ပစိန်ကိုင်းကလောက်ခေါ်သွားတော့ကိုခံရပြီးဆရာကြီးချမ်းကသူ့ကိုရွာသားကြီးမှရောက်နေတဲ့တားရဲကြီးကိုခိုးလွတ်ပေးဖို့ခိုင်းมาတော့တယ်။ဆရာချောင်းလည်းအယူတော်နဲ့စွန့်စွန့်စားဝင်ပြီးသူ့ရဲ့တော့ဖွင့်ပညာနဲ့တားရဲကြီးကိုထားတဲ့အခန်းကိုဖွင့်ကကဲလာခဲ့ပါတော့တယ်။ကာစီနိုရှိရာဆိုင်ကိုပြန်ရောက်တဲ့ခါမှာတော့တားရဲကြီးပုံစံကစုပ်ပြတ်နေလို့အစ်စ်ဖြစ်ကြောင်းတက်တည်ပြခိုင်းပါတယ်။တားရဲကြီးလည်းတနက်တက်လက်ကိုယူကသူ့ခေါင်းကိုသူချိန်ပစ်ပြီးတော့ကြီးစံကိုဖမ်းပြလိုက်ပါတယ်။အကုန်လုံးလည်းပါဇက်အဟောင်းသားဖြစ်ကုန်ကြပါတယ်။ထပ်ပြီးတော့ခြေထောက်ကိုမိုးပေါ်မြောက်ကကျမ်းမြေကိုနင်းချလိုက်တဲ့ခါမှာတော့ကျမ်းမြေတစ်ခုလုံးအကွဲချောင်းဖြစ်ကအခန်းထဲရန်တစ်ခုလုံးပြိုကျသွားတဲ့အတွက်အကုန်လုံးထွက်ပြေးကုန်ကြပြီးပစိန်ကိုင်းနဲ့စရင်ရှင်းဖို့အဲ့ဒီကိုရောက်နေတဲ့အင်ရှင်လင်မယားပဲကျန်နေခဲ့ပါတော့တယ်။အင်ရှင်လင်မယားလည်းတာရဲကြီးကိုစတင်တိုက်ခိုက်ပါတော့တယ်။အားအဖြစ်သုံးပြီးတိုက်နေပေမဲ့တာရဲကြီးကတော့အေးအေးဆေးဆေးပဲခုခံနေပါတယ်။ပြန်တိုက်ခိုက်တဲ့အခါမှာလေရက်အဟုန်လာရှက်အမြန်နှုံးနဲ့တီးပါတော့တယ်။အဖိုးကြီးလည်းသူ့ရဲ့အားလွဲအားပြောင်းတိုင်းနဲ့ချနေပေမဲ့အချင်းကြီးပါပဲ။တာရဲကြီးရဲ့လျင်မြန်မှုကိုဘလို့မှမကြော်နိုင်ပါဘူး။ဘာတော့လဲတိုင်တစ်ခုဆွဲဖြုတ်ပြီးတာရဲကြီးခေါင်းကိုရိုက်ချလိုက်ပါတယ်။ဒုံးနဲ့ထပ်ပြေးထိုးတဲ့အခါမှာတော့ဆွဲဖမ်းပြီးလိန်ချိုးလိုက်တာခံရပြီးဘာတော့အင်ကြီးလက်တွေပါပြဲကုန်ပါတော့တယ်။တာရဲကြီးလည်းခုံပြီးတော့လင်မယားနှစ်ယောက်လုံးကိုကန်ချလိုက်တာလေးဘော်တွေပါဝဲပြန်ကုန်ပါတော့တယ်။အလဲလဲအကွက်ကွက်ရှက်ခံနေရပါတော့တယ်။အသင့်ပါလာတဲ့ခေါင်းလောင်းဖင်ကိုရိုက်ခွဲပြီးတော့ချင်းသက်ဟိန်းတန်တိုင်းနဲ့အော်ချလိုက်တဲ့အခါမှာတော့ကာစီနိုတစ်ခုလုံးလည်းစုပ်ပြတ်သွားပြီးတာရဲကြီးလည်းရှက်ခံလိုက်ရပါတယ်။နောက်ဆုံးတစ်ခေါက်ထပ်အောင်မဲ့ချိန်မှာပဲတာရဲကြီးရဲ့လှက်ကွက်မိပြီးပြန်ချခံရပါတယ်။သုံးယောက်လုံးလုံးထွေးနေတော့ဆရာကြီးချမ်းကဆရာချောင်းကိုဒုတ်တချောင်းပေးပြီးလင်မယားကိုရိုက်ခိုင်းပါတယ်။ဆရာချောင်းလည်းတာရဲကြီးကိုရိုက်ချလိုက်တဲ့ခါမှာတော့အကုန်လုံးပြန်ကွဲသွားပြီးတာရဲကြီးကဆရာချောင်းကိုခေါင်းမှာကျမ်းမြင်နဲ့ဝင်တဲ့အထိရှက်ထိုးပါတော့တယ်။သူစစ်ကျင်တယ်လို့ရက်လိုက်တဲ့ချိန်မှာပဲအင်ရှင်လင်မယားလည်းဖြတ်ခနဲ့ဆရာချောင်းကိုပါထမ်းကပြေးပါတော့တယ်။ဆရာကြီးချမ်းကလှုပ်ပေးလိုက်လို့ဆိုကအော်နေလို့တာရဲကြီးကလက်ပြက်လက်ချက်ကျွေးချလိုက်တာခေါင်းတစ်ပတ်လဲသွားပါတော့တယ်။အင်ရှင်လင်မယားဝဲရတော်ရွာကိုပြန်ရောက်တဲ့ခါမှာတော့ဆရာချောင်းရဲ့မျက်နှာဟာပိမဲ့သီးလိုဖြစ်နေပါတော့တယ်။နောက်ဆုံးအနေနဲ့ပြောချင်တာရှိလားဆိုတဲ့အခါမှာတော့ချိုးချင်းပုံလေးကိုသာဆွဲပြနိုင်ပါတယ်။အင်ရှင်လင်မယားလည်းဆရာချောင်းကိုတရုတ်ဆေးပညာနဲ့ဆေးစီးပေးထားပြီးဆရာချောင်းကပါရမီရှင်ဖြစ်နေတော့ချက်ချင်းပြန်ကောင်းလာပါတော့တယ်။ပစိန်ကိုင်းသားတွေနဲ့တာရဲကြီးတို့လည်းဝဲရတော်ကိုရောက်လာကြပါတယ်။ဆရာချောင်းလည်းအကုန်လုံးကိုသူ့ရဲ့ပညာစွမ်းနေတဲ့ခြေထောက်တွေပြားသွားအောင်နင်းလိုက်ဘောလုံးကန်တယ်လို့ကန်လိုက်ချင်းခတ်တယ်လို့ခတ်လိုက်နဲ့ရှက်တီးပေးလိုက်ပါတော့တယ်။ဆရာချောင်းရဲ့တိုင်းပညာတွေကသူငငယ်က$10နဲ့ဂျင်းထက်ခံလိုက်ရတဲ့တိုင်းစာအုပ်အတူကမထင်မှတ်ပဲအစ်စ်ဖြစ်ပြီးရလာခဲ့တာတွေပါ။အဲ့ဒီနောက်မှာတော့တာရဲကြီးနဲ့1 by 1တီးပါတော့တယ်။ဆရာချောင်းလည်းတာရဲကြီးခြေထောက်ကိုတက်နှင်းလိုက်တာပြားသွားပါတော့တယ်။ခေါင်းကိုတစ်ချက်ထိုးလိုက်ပြီးတော့အဝေးကိုလွင့်သွားပါတော့တယ်။တာရဲကြီးလည်းသူ့ရဲ့ဖက်ပြုတ်တိုင်းကိုတုံးပြီးရှယ်ပြန်တီးပါတော့တယ်။ခေါင်းတစ်ချက်ပြေးတိုက်လိုက်တာအိမ်တွေပါပောက်ကွဲထွက်ကုန်ပါတယ်။တိုက်ပွဲလည်းပြင်းတဲ့ပြင်းလာပါတော့တယ်။နောက်ထပ်တစ်ချက်ပြေးတိုက်ခံလိုက်ရပြီးဆရာချောင်းလည်းကောင်းကင်ဘော်ထိရောက်သွားပါတယ်။လင်းယုံငှက်ပေါ်ခြေထောက်တစ်ချက်ထောက်ပြီးရက်ကဗုဒ္ဓလက်ဝါးတိုင်းကိုတုံးလာကတာရဲကြီးကိုလက်ဝါးတစ်ချက်ကျွေးလိုက်ပါတော့တယ်။အရှုံးပေးပါပြီးအော်လို့ရက်လိုက်ပေမဲ့ထပ်ပြီးလက်နက်ပုံနဲ့ချလို့နောက်တစ်ချက်ကျွေးလိုက်ကမှငြိမ်ကျသွားပါတော့တယ်။တာရဲကြီးလည်းလေးစားသွားပြီးဒူးထောက်ကဆရာတင်လိုက်ပါတော့တယ်။ဆရာချောင်းကတော့ချိုချင်းဆိုင်လေးဖွင့်ရင်သူ့ရဲ့ငယ်ချစ်ဦးလေးနဲ့ဆုံတွေ့သွားခဲ့တယ်လို့လူကြီးမင်းတို့လည်းငယ်ချစ်ဦးလေးနဲ့ဆုံတွေ့ကြပါစေလို့ဆုတောင်းပေးရင်ဇလန်းလေးလည်းပြေးသွားပါတော့တယ်။